အမေကို तू ကဒီလိုပြောဆိုဆက်ဆက်နေပါလေဟုတ်လားဒီကောင်မတော့ငါနဲ့တွေ့အောင်မလား ပြီးရတယ်လေပြီးပါတယ်ငါသားရဲ့အမေကတားတည်ရဆိုရပါပြီအမေကတော့လေတားတို့အတွက်ကအဖြည့်ခံမှာသားရဲ့မိမိမအမေပြောရင်ကြိတ်တာမဟုတ်ဘူးဟဲ့စင်ညီလေလှုပ်လိုက်ရနဲ့အကြောင်းကြောင်းကြီးပဲလှုပ်ပါညောင်ကြပတ်စံရှာနေတာပဲအိမ်မှာရှိတဲ့ဘက်ကနေအကုန်လုံးခွဲလိုက်စင်လှုပ်လိုက်တလွဲတချော်ရကြီးပဲဟာနင်ကလေ တမင်တကာလောက်တာမှမဟုတ်တာ ညီမလေးအေးဒါလေးပြောရအောင်မခံနိုင်ဘူးနော်ဒါနဲ့ယောက်ျားယူထားသေးတယ် အမလေးအတော်ရဲ့တမင်ယူတာအတော်တောက်ယူတာလေအတော်ယူတာမှမဟုတ်တာ ဟာနင်ငါမေကိုဒီမှာဖြစ်တော့ခံပြောနေတာလေဟမ်ဒီမှာရှင်းသေးမှုမရှိဘူးလား စင်မောင်နင်ငါ့ကိုကြိုက်တာပေါ့လေ ဟုတ်တယ်ဟာတယောက်ကရတယ်ဟာ တွေ့လားညီမိမကလေဘယ်တော့မှအမေပြောရင်မကြိုက်ဘူးအမေပြောရင်လေကောင်းစီစီလို့ပြောတာလေလက်မခံတားလို့သွားရင်လေအိမ်လုံးရှိတဲ့မြအဝတ်တွေအမေပဲရှော်ရဒီကလေးမနဲ့တော့အမေမောပါတယ်တားရဲ့ ဒါတောင်းမှပါတယ်မေသူ့ကိုယူမိတာကတားမှားတာ နင်ကလည်းနင်ယောက်ျားကိုခေါ်ပြီးတော့အိမ်ခွဲနေပေါ့ဟဲ့ ဒီမရဲ့စင်မောင်လားအိမ်ခွဲနေမှာသူ့မျိုးချစ်တာမှတုံးလို့ခွဲနိုင်ဘူးတဲ့ဘိုးကလည်းတနာအောင်ပြောလိုက်ရင်လေသူ့မျိုးပဲပါသွားရောတင်အိမ်အလုပ်တွေအားလုံးသူတယောက်တည်းပဲတင်ကြုံပြီးလုပ်နေရတလို့လို့မလည်းဘာမှပြန်မပြောချင်ဒီမောင်သူ့မျိုးချစ်တယ်မလားညီမပြန်ပြောလိုက်သူတို့သားမိကြတယ်မှာစိတ်ဝမ်းကွဲမအောင်လို့ညီမစိတ်ပူတယ် တီးခံလက်ဆနဲ့တီးခံလိုက်ပါတငယ်ချင်းရဲ့နင်ယောက်ျားကိုနင်အရန်ချစ်တယ်မို့လား မလည်းတီးခံပါတယ်မရဲ့ဒါပေမဲ့အခုကလေတခုခုဆိုရင်ညီမကိုပဲအပြည့်နေစင်မောင်ကလေခုဆိုရင်လေညီမဘက်ကိုမပါတဲ့ပြီညီမကိုလက်တွေပါလာပြီမရဲ့ ငါလည်းစိတ်တွေဆင်းရဲပါတယ်နင်မှလည်းနင်လင့်ကိုချေရယောက်ကမပြောဆိုလဲကြောက်ရနဲ့ခက်ပါတယ်ဒါနဲ့ခုနကနင်ယောက်ျားဖုန်းဆက်လာတယ်ငါစီမလားတဲ့ခဏနေလာကြိုလိုက်မယ် ဟဲမလည်းဘာလို့ပြောလိုက်တာလဲ ဟဲ့ငါပဲသိပါမလဲနင်မကြိုမပြောထားတာ ဒီမှာကိုချိုင်းမိရတယ်တောင်းမှပါတယ်ကွာပြန်လိုက်ခဲ့ပါနော် နိုင်ဘူး ဟိုအမေကလည်းစိတ်ပူနေတယ်တဲ့ ဘာရှင်းမေကကျမကိုစိတ်ပူတယ် ဟုတ်တယ် ဟာတာတွေလာပြောမနေနဲ့ ဟာတာတွေမပြောအောင်မိမရဲ့မင်းဘယ်နာနာပါလဲဟမ် သွားခုမှလာလုံနေနဲ့ရိုက်တော့ရိုက်ပြီးမှ မင်းကပြန်ပြောတာ哦 ရှင်းအမေကလေကျမဘာပြောဘာလို့ဘယ်တော့မှအကောင်းမမြင် ပြန်လိုက်ခဲ့ပါနော်မိမနော် ဟာလေပြန်လေးစေချင်တာအဲ့ဒါကျမတို့အိမ်ခွဲနေမယ်လေ အဲ့လိုလည်းမဟုတ်သေးဘူး ဟာလေရှင်းမေတယောက်ပဲရှိတယ်လို့ပြောဦးမလား ဟုတ်တယ်လေကွာမိမလည်းပြီးတော့ကိုတို့ရင်သွေးလေးရှိနေပြီလေနော်ပြန်လိုက်ခဲ့ပါနော်မိမနော် ဒါဘူး လိုက်ခဲ့ပါမိမလည်းနော်နော်လို့ နိုင်ဘူး လာပါမိမလည်းမလိုက်ဘူးလို့ပြောပါနဲ့လာကဲအမရင်ပြန်တော့မယ်ဟုတ် လိုက်ရှင် လာပါသမီးမစားသေးဘူးဟုတ်လားလာ တဲအောင်လည်းနေကြအောင် ဟုတ်ကဲ့မေစင်ဖြားနေတယ်ဒါဆံပြုတ်တည်တာလေဆံပြုတ်လေးကျက်သွားရင်စင်ကိုစိတ်တက်လာအောင်နော် အေးပါသားရဲ့ကားမိမဆိုတာလေအမေသမီးလေးပဲပေါ့ဘာမှစိတ်မပူနဲ့အလုပ်ကိုဖျက်လုပ်နေမှာပါတားလေးတော့ တော်တော်ပါတော့မလို့ အေးပါအမလေးတော့အဲ့အလုံးမလုံးချင်တော့အဲ့ရထဲမှာခွေနေလိုက်ပေါ့ ဟာရေးထဲမှာကွာဖောင်းဝကြံခဲ့တယ် ယောက်ျားလုံးတဲ့လူကတော့အလုတ်ကိုသွားရတာကြီးဂျုံကြီးကိုကြာနေရပဲလှုပ်လိုက်ရတဲ့အလုတ်တွေဒင်းကတော့ဒီမှာလာခွေနေတယ်ဘိုက်ထဲကခလေးကိုဗန်းပြပြီးတော့အချောင်ကောမကြောသားနဲ့နော်သွားရေချိုးကန်းထဲမှာအဝတ်တွေပုံနေပြီသွားဆော်သွား
အန်တီရဲ့သမီးအရန်နေမကောင်းဖြစ်နေလို့ပါနော်တက်တာတာနဲ့လျှော်လိုက်ပါမယ် ညီတို့ပြောတာပဲအေးဒီလောက်လေးဖြားတော့မြင်ရေးကြီးခွင့်ကျက်လောက်လို့အေးတခါတည်းသေသွားတာမှမဟုတ်တာသေသွားတယ်အေးတာပဲမျက်စိစပမွေးစုတာတတ်ထားတာပေါ့ကြီးကြီးကျက်ကျက်အေးအကြောင်းပြချက်တွေပလီပလာမျိုးစုံနေနဲ့သွားအခုသွားချောင်းတော့မသွားဘူးဆိုလို့ရှိရင်နေ့ယောက်ျားနဲ့ငါပြန်တိုင်လိုက်မယ် စင်စင်ဒီနေမကောင်းဘူးဆိုဒီဘာကြီးလောက်တာလောက်ရက်လိုက်ရတာသူ့မှာမပေါ့မပိုင်းနဲ့ပြီးတော့ तू ကနေမကောင်းဖြစ်နေတာလေဒါကြောင့်ကျွန်တော်မိမအမြင်မျက်နှာမကောင်းဖြစ်နေရတာပေါ့ကျွန်တော်မှာတော့အမေကိုချစ်လို့မခွဲနိုင်မခွာနိုင်ဖြစ်ပြီးတော့အမေနားမှာကျွန်တော်နေတယ်အမေကတော့ကျွန်တော်မိမမကောင်းကြောင်းတွေပြောပြီးတော့အခုတော့ဒီလိုတွေခိုင်းနေအမေသူ့တည်သေးချင်းနေတာလားဟမ် မဟုတ်ပါဘူး ဘာမဟုတ်တာလဲမေရဲ့ကျွန်တော်မျက်လုံးနဲ့ကျွန်တော်နားနဲ့တေချာမြင်တေချာကြားတာတော့မှအမေကညီးကျင်နေတာဟမ်အမေကသူ့ကိုဘလို့ပဲဆက်ဆံသူမငင်းညူခဲ့ကျွန်တော်စိတ်ကွက်မှာစိုးလို့လေသူဘာမှပြန်မပြောရှာခဲ့ဒါတော့ကျွန်တော်ကသူ့ကိုပါရိုက်လိုက်နေတယ်ကိုတောင်းလာတယ်လို့ရဲ့ဟမ် ဟုတ်ပါတယ်ယောက်ျားရဲ့မမအဆင်ပြေပါတယ်လူတွေကလေအပြောဆိုကောင်းတဲ့သူရဲ့စကားကိုပဲနားထောင်ကြပါလေမမအပြောဆိုလည်းမကောင်းဘူးပြီးတော့မမပေါ်ဘလို့ပဲဆက်ဆံသိခံပေးမှာပါဒါပေမဲ့အမှန်တရားဆိုတာအကြိုက်ဖုံးကွယ်ထားလို့မှမရတာမမပေါ်ယောက်ျားနားလည်ပေးတယ်ဆိုရင်မမကျင့်နေပါလေ ကိုတို့အိတ်ခွဲနေကြမှာပါဒီမှာအမေတောက်ချင်တားရဲ့တက်ဆိုင်တဲ့သူကိုလည်းအမေချစ်ပေးပါဒါမှတာယာတဲ့မိသားစုပေါ့တိဆောက်လို့ရပါပြီအဲ့ဒီအိမ်မှာတယောက်ပေါ်တယောက်အမြင်စောင်းနေအဲ့ဒီအိမ်ဟာအိမ်အသုံးဆောင်တွေရှိနေလို့သာအဲ့လိုခေါ်ချင်ခေါ်လိုက်မယ်ဒါပေမဲ့အဲ့အစ်စ်တော့ဘယ်တော့မှဖြစ်မလာနိုင်အဲ့အစ်စ်ဆိုတာချစ်ချင်းမေတ္တာတွေနဲ့တူပေါ်တူစာနာနားလည်နိုင်မှာအိမ်လုံးခေါ်တာအမေအဲ့အစ်စ်ကိုလိုချင်တဲ့တနေ့ဒါလိုပြန်လာခဲ့တယ်ဒါမင်းကတော့မယ်